မွန်ပြည်နယ်ရေးမြို့နယ်ကျောင်းရွာကျေးရွာပြည်သူ့စစ်ခေါင်းဆောင်ဦးအေးမောင်ဟာတနက်နေ့ပြစ်ခတ်ခံရတာကြောင့်တေဆုံးသွားခဲ့တယ်လို့ဒေသခံတွေကတလွင်ထမ်းမှုပြောပါတယ်။ဧပြီလ1ရက်နေ့မနက်8:00နာရီအချိန်ခန့်ကကျောင်းရွာကျေးရွာရှိလက်ဖက်ရည်ဆိုင်မှာရှိနေတဲ့အသက်50ကျော်အရွယ်ပြည်သူ့စစ်ခေါင်းဆောင်ဦးအေးမောင်ကိုရေးဘလူးအဖွဲ့ကဝင်ရောက်ပြစ်ခတ်သွားတာပါ။တနက်နေ့ပြစ်ခတ်ခံရတာကြောင့်ဦးအေးမောင်ဟာကြည်ဖောင်းဝင်ဒဏ်ရာရ9ချက်ရရှိခဲ့ပြီးအခင်းဖြစ်ရာနေရာမှာပဲတေဆုံးခဲ့ပါတယ်။ရေးဘလူးအဖွဲ့ခေါင်းဆောင်ကတော့ပြည်သူ့စစ်ခေါင်းဆောင်ဦးအေးမောင်ဟာပြည်သူတွေပေါ်အနိုင်ကျင့်ပို့ကြတာငွေကြေးကောက်ခံတာတွေလှုံ့ဆော်နေတဲ့အတွက်ပြစ်ခတ်ရှင်းလင်းလိုက်တာဖြစ်တယ်လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။ပြည်သူ့စစ်ခေါင်းဆောင်ဦးအေးမောင်ဟာအာဏာသိမ်းကာလအတွင်းနှစ်ကြိမ်ထပ်မံပြစ်ခတ်ခံခဲ့ရပေမဲ့ယခုအချိန်မှတေဆုံးခဲ့တာဖြစ်တယ်လို့ဆိုကြပါတယ်။အလားတူပြီးခဲ့တဲ့မတ်လ31ရက်နေ့ကလည်းကြိုက်ထိုမြို့နယ်မယန်းချောင်းကျေးရွာနီစစ်ကောင်စီသတင်းပေးဖြစ်ဆောင်ရွက်နေတဲ့အသက်40အရွယ်ကိုလင်းခေါ်အညာသားကိုတော်လန်ရေးတပ်ဖွဲ့တစ်ခုကပြစ်ခတ်ရှင်းလင်းခဲ့ပါတယ်။